15 ရက်နေ့စတင်မယ်ဆိုပြီးတော့ပြောထားတယ်ဒါကလွယ်တယ်လို့နဲ့တကယ်တမ်းကျတော့အကွက်တွေကိုအမ notes ထုတ်ရတာအရန်ကြာတယ်မနေ့ကလေးကစပြီးတော့တင်မဲ့ဟာကိုအခုအချိန်ထိ notes ထုတ်လို့ကိုမပြီးသေးဘူးပုံစံလေးကလွယ်တယ်လို့နဲ့တခါတည်းတန်းပြီးတော့ထိုးလိုက်လို့မရဘူးသူအကွက်တွေနဲ့အပင်တွေကိုတေချာပြန်တွေ့ရတာเนาะစိုက်ကြီးအတွက်တစ်မျိုးစိုက်အသေးအတွက်တစ်မျိုးအမအဲ့လိုပြောလို့ရအောင်လို့အမကတော်တော်လေးဒါကိုတွေ့ယူရတယ်ပုံစံတခါတည်းပတန်ကြည့်ပြီးတန်းထိုးလို့ရတဲ့ပုံစံမဟုတ်ဘူးဒီတကွက်စာမှာရှိတဲ့အတိုင်ရည်အတွက်နဲ့အပင်ရည်အတွက်ပြီးရင်ဒီပတန်နောက်တစ်မျိုးမှာပါတဲ့တိုင်ရည်အတွက်အပင်ရည်အတွက်ကိုညှိပြီးတော့ထည့်ရတယ်ပြီးရင်ဒီပန်းပွင့်ပတန်ကို notes ပြန်ထိုးရတယ်ပုံကြည့်လိုက်ထိုးလိုက်ပုံကြည့်လိုက်ထိုးလိုက်ဆိုပြီးတော့မှမဟုတ်အဲ့ဒါကြောင့်မို့ notes ပြန်ထိုးရတယ်ကျန်တာတော့လွယ်ပါတယ်ထိုးရင်းနဲ့တော့မြန်သွားမှာသူကဒီမှာပတန်2မျိုးပါတယ်လို့မှပြောထားတယ်ဒီလိုအကွက်ပတန်လေးတစ်ခုပါတယ်ပြီးရင်ပန်းပွင့်ပါတယ်ပြီးရင်ဘေးနားသားမှာ line နေမှာပေါက်လေးတွေဖြစ်သွားတဲ့ပတန်ပါတယ်အဲ့မှာ1 2 3ရေးပေးထားတယ်ဒီပတန်မှာ1ဒီဘေးနားသားပတန်က3ဒီကနှင်းစီပန်းပွင့်က2เนาะအဲ့မှာဒီမှာပန်းပွင့်ပုံလေးနဲ့အင်ဂျီလေးကိုရှင်းပြထားတယ်ဒီမှာ level မှာဒီမှာ1ထည့်ထားတဲ့ဟာပတန် number 1အကွက်ကလေးတွေဟာပြီးရင်ပန်းပွင့်က1 2 3 4 4ပွင့်တန်းကိုတစ်ခု2ခု3ခုအဲ့ဒါကိုမှအရှည်လိုချင်တဲ့လူက4တန်းထည့်ပြီးရင်အောက်ဆုံးပိတ်မှာဒီကအကွက်ပတန်နဲ့ပြန်ပိတ်တယ်1 2 3 4အဲ့ဒါပြီးတော့ဂျားထဲမှာ number 3ပတန်နဲ့အပေါက်ကလေးတွေပါတဲ့အတိုင်းရှိเนาะပြီးရင်ဘေးတွေမှာလည်း number 3နဲ့အဲ့ဒါမှာ site ကြီးရင်ကြီးချင်တယ်လို့ဘေးကိုချဲ့လို့ရတယ်เนาะဒီပတန်တွေမှာဘာမှပြောင်းလို့မရအောင်အမပြောတဲ့ချင်းရည်အတွက်နဲ့ကွက်တီယူမယ်ဘေးပတန်တွေကိုပိုကျင်တဲ့လူကခနာကိုကြီးကျင်တဲ့လူကဘေးကိုပိုထိုးပြီးတော့ဒီမှာပိုယူရမှာဒီမှာတွေတော့မပြောင်းတဲ့ပတန်တွေအကုန်တလွဲတွေဖြစ်ပြီးတော့ဘယ်လိုလုပ်ရမလဲမသိဖြစ်နေမှာဆိုလို့เนาะအမအောင်မေးရင်လည်းအမလည်းအဲ့လိုတယောက်ချင်းကိုတော့လိုက်မရှင်းပြနိုင်တော့အားလုံးကိုပဲတခါတည်းရှင်းပြပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ကိုတဘောနဲ့ကိုထိုးတန်းရင်ထိုးတန်းမထိုးတတ်ဘူးဆိုရင်အမပြောတဲ့အတိုင်းပဲထိုးမှရမှာเนาะအခုဒီမှာအဲ့လိုပဲဒီပုံစံအတိုင်းသွားပြီးတော့ပန်းပွက်ပတန်တစ်ခုမှပါတဲ့ချင်းရည်အတွက်ကိုပြန်ပြီးတော့တွက်အဲ့လိုပန်းပွက်ပတန်တစ်ခုမှပါတဲ့ချင်းရည်အတွက်ကသူကဘယ်လောက်ပါလဲဆိုတော့39ခုပါတယ်ပန်းပွင့်ပတန်မှာเนาะချင်းရည်အတွက်ကဒီမှာ39အဲ့ဒီခါကျတော့ဒီ39ချင်းရည်အတွက်ပန်းပွင့်ပတန်မှာပါတဲ့ချင်းရည်အတွက်39ကိုဒီအကွက်မှာလည်း39ခုစာပြန်ပြီးတော့ထည့်ရမယ်เนาะ39ခုစာအကွက်ဆိုတော့ဒီအတိုင်းကဘေးမှာပါတော့သူ့ကိုထည့်ရည်စရာမလိုဘူး1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26ဆိုတော့28 29 30 31 32နောက်ထပ်2ကွက်စာပို့ရမှာပေါ့နော်ဒီမှာလဲ30ခွန်ဆိုအမပတန်နဲ့မှအကွက်ကမပြည့်တော့လို့ဒီနောက်ထပ်2ကွက်စာပို့ထပ်ပို့ရတယ်အဲ့ဒါချင်း30ခုအဲ့တော့ဘေးမှာဒီပတန်လေးရကြတော့9ခုအဲ့ခါကျတော့ပြန်တွက်ပြမယ်ဆိုရင်နော်ဒါ notes ပြန်ထုတ်ထားပြီးတာနော်ထိုးရတဲ့ခါကျတော့ပန်းပုံကြီးကိုကြည့်လိုက်ခေါင်းနေမူးလာမှာဆိုတော့ပင်ပန်းခံပြီးတော့အမ notes ထုတ်ပေးထားဒီ notes လေးကို print ထုတ်တာဖြစ်ဖြစ်ကိုယ့်အကိုလက်ရေးလေးနဲ့ကူးတာဖြစ်ဖြစ်ပြန်ပြီးတော့လုပ်လိုက်ဒီကြားထဲမှာတိုင်နေပို့သွားတာအမှားယွင်းပိုင်ကိုယ့်အကိုတာပြင်လိုက်တော့အဲ့ဒါထိုး notes ထုတ်နေရင်နဲ့ပါသွားတာရှိခဲ့ရင်ပြောတာအဲ့ဒါမျိုးကိုလုပ်ပြီးသွားရင်ဒီမှာ rule 1မှာဆိုရင်ဒီပုံစံဒီ pattern လေးက19တန်းဒါဆိုရင်လုံးဝအပိတ်မပါသေးဘူးအပေါက်တွေကြီးပဲ19တန်း rule 2မှာဆိုရင်ဒီ pattern က9ခုအပိတ်က3ခုအပေါက်က1ခုအပိတ်တွေအပေါက်တွေဆိုတာအမထိုးနေရင်လည်းရှင်းပြသွားရင်ရတယ်အဲ့ဒါဒီ notes လေးကိုကြည့်ပြီးထိုးသွားခြင်းအပြင်တပွင့်ကလွယ်လွယ်လေးနဲ့ပြီးသွားရောเนาะအဲ့ဒါကြောင့်မို့ပြန်ပြီးတော့အပွင့် pattern ကြီးကိုကြည့်ပြီးတော့ထိုးနေရမှာဆိုလို့အပွင့် pattern ကတော့မူရင်း pattern ကိုအမသင်ပေးမယ်နောက်ဆုံး row 14 နဲ့ 50မှာလည်းအဲ့လိုပဲဒီလိုအပေါက်တွေက2တန်း19တန်းကိုအပေါက်2တန်းထည့်ပြီးသွားရင်ပြီးသွားပြီเนาะပေါ့နော်အဲတခွက်စာမှာသူက30ခွန်ရှိတဲ့အတွက်ကြောင့်မို့လို့30ခွန်ကိုအားလုံး4ပွင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့4နဲ့မြောက်เนาะပန်းပွင့်4ပွင့်ဆိုတော့ပန်းပွင့်တစ်ပွင့်စာမှာ30ခွန်ရှိတာခုနဲ့4 4 28 8နှစ်4 3 12 13 14 148ချင်းကိုမှသူကဒီအကွက်လေးတွေကဂျားထဲမှာဘယ်နှခုရှိလဲဆိုရင်တခွက်စာကိုအမ9လို့ပြောထားတာနဲ့เนาะ9အဲ့တော့ဘေးမှာ1ခု2ခု3ခု4ခု5ခုเนาะ5ခုဆိုတော့9 5လီ35နဲ့ပေါင်းလိုက်တဲ့ခါကျတော့148အပေါင်း35ဆိုတော့8 90 73 3ရေး1 4 5 6 8 183အဲဒါကြောင့်မို့သူ့ရဲ့ foundation ချင်းကိုက183ကလူတိုင်းယူရမှာအနည်းဆုံး183အဲဒါကြောင့်ချီမြင်မြင်သေးသေးလေးစီလွန်လိုချီနဲ့ 1.5 အလားအကြီးဆုံးမှ 1.75 2 ply အနည်းဆုံးပဲထိုးလို့ရမှာဒီတက်ကိုကြီးတာနဲ့ဆိုရင်မရဘူးเนาะ foundation ချင်းက183အနည်းဆုံးယူရမှာဒါတချမ်းစာပဲရှိသေးတယ်เนาะအနောက်ချမ်းရှေ့ချမ်းအဲ့တော့အမကရင်ကအခုဘယ်လောက်ရှိလဲဆိုရင်36လက်မှရှိတယ်သူ့ကို
ဘာနဲ့စားမလဲဆိုရင်ရှေ့ချမ်းနောက်ချမ်းဖြစ်တဲ့အတွက်ကြောင့်နှစ်နဲ့စားအဲ့ဒါဆိုရင်တချမ်းကို18လက်မရင်တချမ်း18လက်မကို free style ဖြစ်တဲ့အတွက်ကြောင့်မို့လို့အမကဘယ်နှလက်မပေါင်းမလဲဆိုရင်4လက်မပေါင်းလိုက်မယ်နော် free style ဖြစ်တဲ့အတွက်ကြောင့်မို့နော်ရှေ့ကို4လက်မအနောက်ကို4လက်မကတိကတက်ဝတ်လို့မရဘူးဒါ 50 မဟုတ်ဘူးသူ့ရဲ့ပုံထဲမှာသူကအသားကိုချီမြင်တေးသေးလေးနဲ့ကြစ်နေအောင်ထိုးထားလို့တပွင့်စာမှာစိုက်အခုမြန်မာပြည်ကချီအနည်းဆုံးစီလွန်လောက်ဒီ2 plan လောက်နဲ့ထိုးရင်ဒီလောက်ပမာဏက free ဖြစ်သွားမှာနော်အနည်းဆုံးပေါင်120အထက်လောက်ပဲတော့မှာအဲ့ခါကျတော့တချမ်းစာ18လက်မကို4လက်မအပူထပ်ပေါင်းလိုက်တဲ့ခါကျတော့22လက်မဒါအရှိချမ်း22လက်မရမယ်အနောက်ချမ်း22လက်မအဲ့ဒါကိုမှဂျိုင်းအောင်မှာကိုကဆက်အဲ့ခါကျတော့အခု183ကလူတိုင်းယူရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမကဖြိုးဤဒီမြန်မာချီမြင်သေးသေးလေးဒီမှာဒီအမြင်လေးနဲ့စာပြီးတော့ 1.75 နဲ့ထိုးလိုက်မယ်အမက free style ကြိုက်တယ်နွေရာဒီပေါ့လေးကိုအပြင်သွားရင်အဲ့လိုစကတ်လေးနဲ့ဖြစ်ဖြစ်ဘောင်းမီနဲ့ဖြစ်ဖြစ်ဝတ်လို့ရအောင်လို့တမင်အေးလေးဝတ်ချင်လို့အကြက်တွေများနေလို့အဲ့ဒါအပွားဝက်မှာမို့လို့4လက်မထည့်ပေါင်းတယ်နော်အဲ့ဒါကိုမှစိုက်ကြီးတယ်မှအမထက်ကိုပိုကြီးတယ်ခန္ဓာကို130 135 140ရှိတဲ့လူတွေကသူကဒီဟာကို4လက်မမဟုတ်ဘဲနဲ့ရှေ့5လက်မနောက်9လက်မရှေ့6လက်မနောက်6လက်မအဲ့လိုပေါင်းလို့ရလူတိုင်းကတော့183ကိုပဲယူရမှာအဲ့ဒါကိုမှအရန်ဝါတဲ့လူတွေက183ထက်ကိုပိုခြင်းနဲ့ဒီလိုလက်မကိုယူထားတဲ့လက်မကိုမပြည့်သေးဘူးဆိုရင်အနည်းဆုံး14ခုချင်း14ခုပေါင်းရမှာเนาะ14ခုအနည်းဆုံးပဲပေါင်းရမှာအဲ့ဒါထပ်လို့သေးတယ်ဆိုနောက်ထပ်14ပေါင်းထပ်လို့သေးတယ်ဆိုနောက်ထပ်14ပေါင်းအဲ့လို14ပဲပေါင်းရမှာဘာလို့လဲဆိုတော့သူ့ပတန်မှာဒီတကွဲစာမှာ9ခုဘဲညာဆိုရင်တိုးရင်လည်းသူကဂျိုင်းအောက်ကိုဘဲတကွဲညာတကွဲအဲ့လိုတိုးရမှာဒီဘက်က9ဒီဘက်က9ဆိုတော့14အဲ့တော့တကွဲစာတိုးမယ်ဆိုရင်14ပေါင်နောက်တကွဲစာထပ်တိုးမယ်ဆိုရင်14ပေါင်အဲ့နည်းနဲ့သွားမှာဝါတဲ့လူကနော် free style ကအမားတို့လိုစိုက်မျိုးလောက်ပဲရှိတယ် free style ဒီလိုချီအမြင်လေးနဲ့ 1.5 1.75 183ချင်းကိုယူလိုက်လို့ဒီလောက်ရတယ်ဆိုကွက်တီပဲထည့်ပေါင်းစရာမလိုဘူးเนาะအဲ့ဒါရှင်းပြပေးတာအခုဒီမှာအမားအဲ့လိုချင်းကိုထိုး183ချင်းကိုထိုးလိုက်တော့ကွက်တီရတယ်ထပ်ပြီးတော့ပေါင်းစရာမလိုအခုအဲ့ဒါကသူကထပ်ပြီးတော့ပေါင်းစရာမလိုပဲနဲ့အပြင်ကိုနောက်ထပ်တစ်လက်မ2လက်မလောက်ပို့နေတယ်ချင်းဆိုတော့လေအဲ့ဒါကိုမှတိုင်ရှည်ပြန်ထိုးမယ်တိုင်ရှည်ထိုးလိုက်ရင်သူ့ကသူကွက်တီဖြစ်သွားလိမ့်မယ်နော်တိုင်ရှည်ထိုးပြီးမှအမ22လက်မရှိလားပြန်တိုင်းပြမယ်နော်အလူတိုင်းက183ချင်းကိုထိုးရမယ်ထိုးပြီးသွားရင်လောလောဆယ်အရင်ဆုံးပေကျိုးနဲ့တိုင်းလိုက်ကိုလိုချင်တဲ့ရင်အကျယ်မရသေးဘူးဆိုရင်14ပေါင်းလို့ရတယ်ထပ်လိုသေးတယ်ဆို14ပေါင်းလို့ရတယ်အဲ့ဒါကိုမှခောက်ပွားလေးလိုချင်တယ်ဆို14တာတောက်လျှောက်ပေါင်းအဲ့လိုပေါင်းပြီးတဲ့ခါကျတော့ရပြီဆိုရင်အဲ့ဒါကိုတိုင်ရှည်ထိုးပြီးပြန်တိုင်းကြည့်လိုက်အဲ့ဒါဆိုတိုင်ရှည်ထိုးပြီး2လက်မလောက်ရော့မှာနဲ့ကွက်တီပဲနော်အဲ့ဒါကြောင့်အရန်ကြီးကြက်မှာဆိုတယ်ဆိုရင်အရန်ဝါတဲ့လူကြတော့14ကို2ခါ3ခါလောက်ထည့်ပေါင်းလိုက်ချင်းမှာပိုးနေတာပြဿနာမရှိဘူးတိုင်ရှည်ထိုးလိုက်ရင်ပြန်ကျုံသွားမှာနော်အခုဒါဆိုရင်အမက183ချင်းကိုထိုးထားတာ1.75 အနဲ့ဒီမှာပြန်ထိုးတော့သူကနဲ့သူ22လက်မတော့ကွက်တီထွက်မဲ့တယ်နော်အဲ့ဒါမတိုင်းရဘူးတိုင်းပြီးရင်ပြပေးမယ်ဒီမှာအောက်ကိုချပြီးတော့တိုင်းကျင်းလိုက်တော့22ကွက်တီပဲသူ့ကိုချင်းထိုးနေတော့ကကြတော့နည်းနည်းပူတယ်သူကလေချင်းနဲ့ကြတော့2လက်မလောက်တော့ယော့သွားတယ်တိုင်ချီထိုးပြီးသွားရင်နော်အဲ့ဒါချင်းမှာတော့အရန်ကြီးနေတယ်ဆိုမပူနဲ့အဲ့ဒါကိုဝါတဲ့လူကြတော့ပိုလိုတာထိုးထားသူကပြီးရင်မြန်မာချီကလေရှော်လိုက်ရင်နည်းနည်းလေးကြုံနေတယ်အဲ့ဒါတော့တအားကြီးပွားမှာမကြောက်နဲ့ကျင်းမှာပဲကြောက်ရတယ်ဒီပန်းမွင့်လေးတွေပုံစံကတော့များတော့အဖြစ်အပွားဝက်တာပဲတွေ့တယ်ကတိကတက်မြန်မာပုံမျိုးကတော့တိတ်မရှိ22တက်ကိုနည်းနည်းလေးတော့ပို့သေးတယ်ရတယ်သူကဘာလို့လဲဆိုအပေါ်ပတန်နေပြန်ဝင်ပြန်ကြုံမှာဆိုတော့လေပြီးရှော်လိုက်ရင်ကြုံမှာနဲ့ဆိုရတယ်အမအလောက်ပဲအကြိုက်တယ်ဒီတက်ကိုပို့ကြအဲ့ဒါကြောင့်အမလောက် site တွေပဲထိုးဆိုပင်ကလေးတွေကြတော့ဒါကြီးကိုအရန်ကြီးတဲ့ရှင်းလို့ဖြစ်မှာဆိုလို့เนาะအဲ့ဒါကိုမှဝစ်ချင်တယ်ဆို free style မျိုးဝစ်ချင်တယ်ဆိုရင်တော့ထိုးပြီးတော့လိုအမြင်လေးနဲ့ 1.5 လောက်နဲ့စီလွန်ချီဟာမျိုးတေးသေးလေးလိုမြန်မာချီဆိုလဲ 1.5 လောက်နဲ့ချစ်ကလေးနည်းနည်းလေးတေးသွားအောင်ထိုးလိုက်မြန်မာချီဆိုတော့ရှော်လိုက်ရင်ကြုံတာနဲ့ဆိုကွက်တီပဲတစ်လက်မ2လက်မလောက်ကတော့ယော့သွားမှာအဲ့ဒါပြီးရင်သူ့ပတန်ပြန်ဝင်မယ် foundation ပတန်မှာသူကတိုင်ရှိသွားပြီးတာနဲ့ဒီလိုအောက်ကဒီပတန်အကွက်ကိုဒီလိုတကွက်ချားပြီးတဲ့ခါကျသူကတောက်လျှောက်သွားတာเนาะအဲ့တော့အချင်းကအရင်ဆုံး1 2 3ချင်းတက်မယ်ပြီးရင်တိုင်ရှိတတိုင်းနှစ်တိုင်းเนาะ3ချင်းတက်တယ်တိုင်ရှိနှစ်တိုင်းအဲ့ဒါပြီးရင်1ချင်းလေးလာပြီးတော့တပေါက်ကျော်1ချင်းပဲလာတာเนาะတပေါက်ကျော်တတိုင်းနှစ်တိုင်း3တိုင်း
နော်3တိုင်ကိုကြားထဲမှာ1 chain လေးနဲ့ပဲလာတယ်အပေါက်လေးတိတိပဲထည့်ထားတယ်ပြီးရင်ဒီ2 3 chain 3 chain နဲ့အောက်ကဘယ်နှခုကြော်မလဲဆိုရင်3ခု4ခုကြော်မယ်နော်4ခုကြော်မယ်ဒီ2 3 4ခုကြော်ပြီးရင်အဲ့ဒီမှာ5ခုမြောက်ကိုဒီ2 3 4ခုကြော်ပြီးရင်5ခုမြောက်မှာဖီပုံဒီပြီး1 chain ပြီးတိုင်ရှိเนาะဒီမှာအပေါ်မှာတော့3 chain အောက်မှာတော့4တိုင်နောက်တစ်ခါဒီနေ့3 4တိုင်ဟုတ်တယ်အဲ့ဒါပြီးတော့တဲ့ခါကျရင်နောက်တစ်ခါကျတော့3 chain နဲ့အောက်က5တိုင်ကြော်မယ်ဒီနေ့3နဲ့ဒီနေ့3 4 5တိုင်ကြော်ပြီးတော့6တိုင်မြောက်မှာเนาะပတန်တိုင်းဝင်အောင်เนาะအဲကြောင့်ဒီအပေါ်ပိုင်းနေပတန်ဝင်တဲ့ချိန်ကျရင်သူ့ကိုနည်းနည်းလေးပြန်ကြုံသွားတယ်အဲကြောင့်စိတ်မပူနဲ့အရန်ကြီးနဲ့183ချင်းဆိုရင်အမအကြီးပဲလို့ဖြစ်နေမှာဆိုအဲ့ဒါပြီးရင်နောက်တစ်ခါဒီ2 3အဲ့ပြီးရင်ဒီ2 3 4 5ခုကြော်ပြီးတော့6မှာအဲ့ဒါကအားလုံး38တိုင်ပဲရှိရမယ်เนาะ38တိုင်ပြည့်မပြည့်တခါတည်းရည်သွားအဲ့ဒါပတန်တစ်ဝက်စာဝင်အောင်အခုဒီမှာဆိုရင်ဒီဘေးကခဲ့တဲ့တိုင်ကိုမစင်းစားနဲ့ပြီးရင်ဒီမှာ1 2 3 4 5 6 9 10 11 12 13 14 15 16 19 19ရှိသွားပြီ19အားလုံး30ထည့်ရမှာ19 18 19 20 21ဒါနဲ့ဆိုရင်23ပြီး3 chain 23 24 25 26 29 28ဒါနဲ့ဆိုရင်29 30 31 32 33 34 35 ပြီးရင်သူက35ပြီးတော့တကယ်ဆိုရင်1 2 3 4တိုင်ကြော်ပြီးမှ35ဆိုရင်1 2 3ပြီးတော့1 2 3 4တိုင်ကြော်ပြီးတော့ဒီနေရာမှာတိုင်ရှိပတန်နာဝင်အောင်ထည့်လိုက်တော့နော်ပတန်တစ်ခွက်စာဝင်အောင်လာထည့်လိုက်ဒီမှာ1 2 3 4တိုင်ကြော်ပြီးတော့ V လာတယ်အပေါ်မှာ3 chain နောက်တစ်ခါ1 2 3 4တိုင်ကြော်မယ်ပေါ်မှာ sorry 1 chain ပြောတာ V နှစ်ခုကြားထဲမှာတော့1 chain ပြီးမှတက်1 2 3 chain လာပြီးရင်1 2 3 4တိုင်ကြော်မယ်5တိုင်မြောက်နေရမှာ V 1 chain เนาะတိုင်နဲ့တိုင်ကြားထဲမှာ1 chain ပြီးရင်3 chain နဲ့1 2 3 4တိုင်ပြီးတော့5တိုင်မြောက်နေရမှာဒါကြီးကလွယ်တယ်လူလူနဲ့တအားခက်တယ်เนาะအမကိုတဏီကုံအုံနောက်တီ6နေတာပဲတခြားအင်းဒီ dress တွေထိုးတာအဲ့လောက်မ6ဘူး။ तू ကသူ့အကွက်တွေနဲ့ तू ယူရတဲ့အတွက်ကြောင့်မလို့တိုင်နေချင်းတွေမှာမှားပြီးတော့ယူလိုက်ရင်အကုန်တလွဲတွေဖြစ်မှာအဲ့ဒါကြောင့်မို့ site ကလည်းတစ်ခုပဲရမယ် free site ပဲကျမထိုးခြင်းလို့အမရေပေါင်100လောက်ပဲရှိတယ်ဆိုမရအောင်အနည်းဆုံးပေါင်120အထက်လို့မှပြောပြီးသားဒါတော့မှချီမြင်မြင်သေးသေးလေးနဲ့ဒီလိုမျိုးလေးထိုးမှပြီးရင်ခြေတုပ်ကြီးနဲ့ထိုးပြီးတော့ဝတ်မရအောင်ဖြစ်မှာဆိုကြိုပြီးတော့ပိတ်ထားချီမြင်မြင်လေးနဲ့အနည်းဆုံးသူ plan လောက်နဲ့1.5 1.75အဲ့လိုပဲထိုးရမှာเนาะအဲ့ဒါပြီးရင်ဒီအဲ့လိုထိုးပြီးတော့ရင်ဂျားထဲမှာ30ခွန်ရှိရမှာဖြစ်တဲ့အတွက်ကြောင့်ပြန်ရင်ကြည့်လိုက်အခုဒါဆိုရင်4တိုင်ကြော်ထားတာလေအဲ့ဒါကိုစပြီးတော့ရှည်လို့ရတယ်1 2 3 4 5 6ခွန်8 9 10 11 12 13 14 15 16 19 18 19 20နှစ်3နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9 30 33နှစ်33ဒီမှာ33ပဲရှိတယ် sorry 3တိုင်မဟုတ်4တိုင်ကြော်ရမှာ33 34 35အခါကျတော့အားလုံး38တိုင်ကြော်ရမှာเนาะအမျိုးအမပြန်တွက်ပေးမယ်
တင်းနှစ်3 4 5 6 9 10 11 12 13 14 15 16 19 18 19 20နှစ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9 30 31 32 33 34 35ဆိုတော့နောက်ထပ်နှစ်တိုင်းပဲကြော်ရမှာအဲ့တော့ဘေးဆုံးမှာဒီဘက်ဆုံးကိုပြန်လျှော့လိုက်မယ်နော်ဒီဘက်ဆုံးမှာ4တိုင်းမထည့်မယ်နဲ့3တိုင်းထည့်မယ်ပထမတစ်ခွက်ပဲအမပြောလို့နည်းနည်းအုံနောက်6တာ foundation ကိုစယူတဲ့အချိန်မှာ pattern မဝင်မှာဆိုလို့နော်အဲ့ဒါဝင်သွားပြီးရင်ရပြီအဲ့ဒါဆိုရင်ပထမတန်းတန်းထိုးပြီးသွားရင်အပေါ်က easy ထိုးရုံပဲဒါကြောင့်မို့ဘယ်အင်ကြီးမဆိုကိုအုံနောက်အရင်ဆုံး6တာ foundation ချင်းယူတာ multiple တွက်တယ်ပြီးရင် pattern ဝင်အောင်လုပ်ရဖို့အခုဒါဆို pattern ဝင်ဖို့အတွက်အမဒီမှာဘေးကို3ခုစီပဲထားမှာဆို30ခွန်ကွက်တီပဲเนาะအဲ့တော့တင်း2 3ခုပြီးတာနဲ့အပေါ်မှာလည်း3ချင်းပြီးတာနဲ့ပြီးပြန်ဝင်ပြီเนาะဒီနေ့လေးအောက်ပိုင်းမှာကြာနေမယ်အဲ့ဒါအပေါ်ပိုင်းကိုမြန်ဖို့ပဲတင်း2 3 4ဒီအလဲနေမှာကြတော့4တိုင်ပဲခြားတယ်ဘေးဆုံးမှာ3တိုင်ခြားလိုက်တယ်เนาะတင်း2 3အလဲမှာ4တိုင်ခြားမယ်အဲ့မှာကိုကအကွက်ရည်မှတ်ပြီးသွားပြီဆိုရင်အဲ့တိုင်တောက်လျှောက်ထိုးရုံပဲ30ခွန်ချားကြတာမို့လို့အမကလေ3 4ပန်းပွင့်ရဲ့ပတန်ကိုအဓိကထားပြီးတော့အမကယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပတန်နေရာမှာထိုးရင်းနဲ့တွက်လိုက်တာနော်ဂျာနေအမအစကလေးကမတွက်ဘူးလားထဲမှာဆိုလို့တင်းနေ3 4တင်းနေ3 4ပထမဦးဆုံးအကွက်တွေမှာပဲတေချာကြီးခဏနေပြန်ကြီးပြအောင်မယ်တင်ရတာအပိုင်းနေကြာတာပြဿနာမရှိဘူးမနမပရေးနေနဲ့ဘယ်လိုထိုးရမှမသိဟိုတဝက်တစ်ပြည့်ကြီးနေရပ်လိုက်တာတွေဖြစ်မှာဆိုနော်ပြန်ကြီးပြမယ်ဒီမှာအမ3တိုင်ပဲခြားထားတယ်တင်း2 3 4 5 6 9 10 11 12 13 14 15 16 19 18 19 20နှစ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9 30 31 32 33 34ဆိုတော့3ခုချလိုက်ရင်ရပြီ30ခွန်ဆိုတော့34ဆိုတော့အပေါ်မှာလဲ3ချင်းအစလိုပဲလေဒီ2 3အောက်မှာလဲတင်း2 3 3ကိုချပြီးတော့တိုင်ရှိထည့်လိုက်အဲ့ဒါဆိုရင်ဒီတိုင်ရှိနဲ့ဒီဘက်ကတိုင်ရှိနဲ့ဂျာထဲမှာ38တိုင်ရှိတယ်30ဖြစ်တဲ့အတွက်ကြောင့်မို့လို့အမတို့ပန်းပွင့်နှင်းစီနဲ့ကွက်တိဖြစ်သွားပြီနော်အဲ့လိုမလုပ်လို့မရအောင်အဲ့လိုမလုပ်ရင်အကုန်လုံးတလွဲတွေဖြစ်မှာနော်2တိုင်3တိုင်ပြီးရင်1ချင်းတပေါက်ကျော်1တိုင်2တိုင်3တိုင်နော်ရပြီဆိုရင်ဒီပတန်ပြောင်းဝင်မယ်เนาะအဲ့တိုင်းတပုံစံနဲ့ပဲเนาะအမှာဆိုရင်ဒီမှာ3 chain ချမယ်ဂျန်နဲ့ဟာ4 chain တွေချမယ်ဘေးဆုံးမှာ3 chain ချမယ် V ရဘယ်နှခုလဲ1 2 3 4 5 6ခု9ခုတောက်လျှောက်ထိုးယူမယ်3 chain ပြီးတဲ့ခါကျတော့1 2 3ခုချပြီးတော့ V ကို9ခုတောက်လျှောက်ထိုးယူမယ်တစ်ခု3 chain 1 2 3 4 4ခုချနောက်တစ်ခါ V တစ်ခုဗီရခုနှစ်ခုတောက်လျှောက်တာထိုးဒီမှာဗီဒီယိုကြာမှာဆိုလို့ထိုးပြတာမထည့်တော့ဒီမှာအားလုံးခုနှစ်ခုเนาะဒီမှာအပေါ်က3 chain အောက်က chain 3ခုကြော်ပြီးတော့ V တစ်ခုဒီမှာ4ခုကြော်တယ်1 2 3 4 5 6ခွန်ပြီးရင်အပေါ်ကလည်း3 chain အောက်ကလည်း3နိုင်ပဲကြော်ပြီးတော့ဒီမှာ3 1 2 3 4 5 6ခွန်ဒီမှာလည်းခုနှစ်ခုဒီမှာလည်းခုနှစ်ခု3နိုင်ပြီးတော့ရင်နောက်တစ်ခါ1 chain တစ်ပေါက်ကျော်နောက်3တိုင်ပြီးရင်အခုလိုခုနှစ်ခုပတ်တန်ပြန်ဝင်เนาะအဲ့ဒါအဆုံးထိအားလုံး၄ခွက်စာကွက်တိဖြစ်သွားလိမ့်မယ်เนาะ၄ခွက်စာမှာနောက်ဆုံးဒီပတ်တန်နဲ့အဆုံးသတ်သွားနိုင်မယ်ဒါနဲ့เนาะအဲ့ဒါတော့ရှောက်ထိုးပါ3ခု1 2 3ခုကျော် V stitch ဒါလေးဝင်ဖို့နည်းနည်းလေးအားဆိုင်ပြီးတော့ပြန်ပြင်လိုက်ထိုးနေရင်လည်းမှသူကပြင်လို့ရပတန်မှာထုတ်နေရင်ဘယ်လို့မှမရအောင်ပတန်ထုတ်နေရင်မျက်စိနဲ့ကမြင်လို့မရအောင်နော်အဲ့ဒါကိုအားလုံး၄ခွက်စာဖြစ်နေဆက်ထိုးလိုက်တော့အဆုံးရရင်သူကဒီကွက်တိဖြစ်သွားနေမယ်နော်ဒီမှာဆိုရင်ဒါတစ်ခွက်စာနှစ်ခွက်စာသုံးခွက်စာလေးခွက်စာကြားထဲမှာဒီလို V ပုံ9ခုစီနဲ့38ချင်းစီရှိတယ်နောက်ဆုံးဒီမှာတိုင်ရှိနှစ်ခုသုံးခုပြီးရင်1 chain တစ်ပေါက်ကျော် quest တီပဲနော်ကလေးတွေလိုပြောလိုက်အောင် quest တီချင်းတက်ထားတဲ့ဟာတော့ထည့်စဉ်းစားမနေတော့အဲ့ဒါပြီးတော့3နိုင်ရပြီเนาะအဲ့ဒါပြန်꿰မယ်ပြန်
ပြန်ကိုပြီးရင်ဒါပထမတန်းပြီးသွားပြီနော်ဒီမှာပြန်ရည်ကြည့်လိုက်အောင်1 2 3 4 5 6ခွန်ကွတိ1 2 3 4 5 6ခွန်1 2 3 4 5 6ခွန်နောက်တစ်ခု1 2 3 4 5 6ခွန်ရပြီနော်အားလုံးကွတိဖြစ်သွားတယ်တကယ်လို့ဒီကြားထဲမှာတတိုင်းတလေလိုနေရင်ဒီဘက်ကို short လိုက်ရတယ်ဒီမှာ3တိုင်းပဲထည့်လိုက်ဒီမှာ4တိုင်းမကြော်ဘဲနဲ့3တိုင်းအဲ့လိုမျိုးတတိုင်းလောက်လိုနေတာပြဿနာမရှိဘူးတွားပြီးတော့မဖြတ်ပလိုက်နဲ့အစားနေနော်အခုဒါ foundation ပြီးသွားရင်နောက်တတိုင်းဒီပုံစံနဲ့တက်မယ်တရီချင်းဒီမှာတတိုင်းတော့အမပူသွားတယ်တကယ်တမ်းဆိုဒီချင်းတက်တဲ့ဟာအတွက်ပါထည့်စဉ်းစားမှာရတယ်ဘေးကချုပ်တဲ့ထည့်လိုက်တော့နော်ပူသွားတာပြဿနာမရှိဘူးအဲ့ဒါပြီးတော့ဒီမှာချင်းတက်ထားတဲ့တိုင်ကိုထည့်မထိုးတော့ဘူးဘေးက2တိုင်ထိုးမယ်ချင်းကိုတတိုင်းလို့သတ်မှတ်ပြီးတော့နော်ဘေးကိုအစွန်းကြီးထွက်မှာဆိုလို့ဒီလိုမျိုးအစွန်းကြီးထွက်မှာဆိုလို့နော်3တိုင်ပြီးရင်1ချင်းမထည့်ဘူးဒီမှာကျတော့အပိတ်တလဲစီနော်ဒီမှာချင်းနေရာမှာထိုးမနေ့ကတင်တန်းအတွက် dress တင်တာတော့မပင်မှန်းဒီ event မှာတင်တဲ့ဟာပို့ပင်မှန်းတယ် dress ကမြင်လိုက်တာနဲ့ကိုက notes ထုတ်လို့လွယ်ဒီဟာကသူကနားမလဲတဲ့လူထိုးမိလိုက်ရင်အကုန်ရွာလဲအကုန်မှာဆိုအခုဒါဝပြီးရင်2ချင်းဒီမှာ3တိုင်ဂျားထဲမှာ1တိုင်ဒီမှာ3တိုင်အားလုံး9တိုင်ဖြစ်သွားတော့ပြီးရင်2ချင်းပြီးသွားတော့ဒီမှာဒီ3ချင်းနေရာမှာတိုင်တူနောက်တစ်ခါ2ချင်းပြီးရင်ဒီမှာ1ချင်းခွင်းလေးရှိတယ်ဗီထဲမှာအဲ့ထဲမှာတိုင်ရှည်1ချင်းတိုင်ရှည်အဲ့ဒါပြီးရင်2ချင်းဒီထဲမှာတိုင်တူနောက်တစ်ခါ2ချင်းတိုင်ရှည်1ချင်းဒီစထိုးကစားကတော့ပတန်းမမြင်ရသေးဘူးမလှသေးဘူးပေါ့နော်အဲ့နင်းစီပွင့်နေပါလေထိုးရင်လည်းအဲ့လိုပဲထိုးနေရင်လည်းပုံကမပေါ်တော့တပွင့်လောက်ပြီးတော့မှလှလိုက်တာဆိုဖြစ်တော့ sorry တိုင်ရှည်ရတခုပဲတိုင်ရှည်1ချင်းတိုင်ရှည်ပြီးရင်2ချင်းဘေးရခွင်းထဲမှာတိုင်တူနောက်တစ်ခါ2ချင်းဒီထဲမှာတိုင်ရှည်1ချင်းတိုင်ရှည်ပြီးရင်2ချင်းနဲ့ခွင်းထဲမှာတိုင်တူအဲ့တိုင်တော့အဲ့ဆိုရင်သူကလည်းသူဒါပက်တန်စပေါ်လာပြီနော်နောက်တစ်တန်းဆိုရင်ပိုတိတာတယ်ဒီခုကတိတ်မတိတာအဲ့ပြီးရင်စက်တိုက်သွားလိုက်ပြီးရင်တိုင်ရှည်နေရာမှာတိုင်ရှည်သွားရုံပဲ2ချင်းနဲ့ဒီဘက်ကိုတန်းသွားလိုက်ရုံပဲနော်ရပြီဆိုရင်2ချင်းနဲ့တိုင်ရှည်ဟိုဘက်တိုင်နေနော်မတိမှာဆိုလို့ beginner level လောက်လေးပါတယ်ဆိုရင်မလုပ်တတ်တော့ဘူးလို့ဖြစ်မှာဆိုလို့နည်းနည်းလက်လွတ်လို့မရသေးလို့ဒီဆင့်อ่ะနော်3တိုင်ဂျားထဲမှာတတိုင်းအားလုံးဒီအဆင့်မှာ9တိုင်ရှိမယ်လို့ပြောထားပြီးမှ3တိုင်ပြီးမှတခါ2ချင်းဒီထဲမှာတိုင်းတို့နောက်တခါ2ချင်းဗီထဲမှာတိုင်ရှည်1ချင်းပတန်လေးပေးထားတယ်နားမလဲရင်ပတန်စာရွက်ကိုကြည့်ပတန်ကိုမသိဘူးဆိုဒီတိုင်းလေးပဲသူများထိုးတဲ့နောက်ကိုလိုက်ထိုးနေဘာမှတတ်မှာမဟုတ်ပတန်လေးစာရွက်လေးကိုနဲ့ကြည့်လိုက်တင်ပေးတဲ့ဟာလေးကိုကြည့်လိုက်အဲ့လိုလုပ်ရင်နောက်ဆုံးပတန်ကျွမ်းသွားရောနောက်ရှားအဲ့တိုင်းပဲသွားမယ်နော်နောက်ဆုံး2ချင်းနဲ့ဒီဘက်ကိုသွားပြီးတော့9တိုင်ကြားထဲမှာအပေါက်လေးဖြစ်လိုက်အပြည့်ဖြစ်လိုက်အပေါက်လေးဖြစ်လိုက်အဲ့လိုဖြစ်သွားလိမ့်မယ်နော်အဲတောက်လျှောက်ထိုးလိုက်တော့အဆုံးထိရောက်ရင်ချင်းတီထိုးမယ်နော်အမားတို့ကချင်းကိုတတိုင်းဖြစ်သတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ချင်းတီထိုးမှာကွက်တီဖြစ်မယ်နော်အဲ့ဒါဆိုရင်ရပြီအဲ့ဒါကို9တန်းလောက်ထိထိုးမယ်အခုဒါဘယ်နှစ်တန်းလဲဆိုတော့တန်း2တန်းနောက်တန်းမှာဒီပတန်ပြန်လာမယ်နော်ဒီပတန်ပြန်လာမယ်ဒီ V ထဲမှာတိုင်ရှည်1ချင်းတိုင်ရှည်ထိုးပြီးတော့ဘေးမှာ3ချင်းနဲ့ဒီထဲကိုသွားဒီပတန်အတိုင်းပဲထိုးမယ်နော်နောက်တန်းမှာဒီထဲမှာဒီပတန်အတိုင်းထိုးမယ်ပြီးရင်ဂျားထဲမှာဒီလို2ချင်းတိုင်ထိုး2ချင်းမဟုတ်ဘဲနဲ့3ချင်းနဲ့ဖွန်မီ3ခုနဲ့ဟိုဘက်ကိုကူးတာဒီဗီဒီယိုကိုပြန်ကြည့်ပြီးတော့ထိုးမယ်အားလုံးကွက်တီပဲအဲ့ဆိုအားလုံး9တန်းအခုဒီမှာတင်းနေ3 4 5တန်းထိုးပြထားတယ်ပြီးရင်ဒါ6တန်းထိုးမယ်ပြီးရင်9တန်းဒီဟာနဲ့အဆုံးသတ်မယ်နော်3 chain V ပုံ3 chain V ပုံအဲ့အစင်းနဲ့အဆုံးသတ်မယ်အားလုံး9တန်းမသိဘူးဆိုဒီပတန်လေးကိုပြန်ကြည့်အဲ့ဒါပြီးမှထိုးအဲ့ဒါပတန်လေးကျွမ်းကျင်သွားရောဘေးတွေကဒီတိုင်းပဲလာမယ်နောက်တန်းမှာကျတော့အပေါက်လာမယ်ဒီမှာအခုကတိုင်ရှည်နောက်တန်းမှာတိုင်ရှည်ထိုးတဲ့အလဲဆုံးတိုင်ကိုခြံထားခဲ့ပြီးတော့1 chain နဲ့ဟိုဘက်က3တိုင်ဒီဘက်က3တိုင်ထိုးမယ်ဒီတိုင်းပဲနောက်တန်းမှာဒီအဆင့်တိုင်းပဲဒီနေရာလဲဒီအဆင့်တိုင်းပဲဒီတိုင်းကလည်းဒီအဆင့်တိုင်းပဲဒီဗီဒီယိုကိုကြည့်ထိုးရုံအားလုံး9တန်းနောက်ဆုံးဒီအဆင့်ရောက်ပြီဆိုရင်ရမယ်နော်9တန်းရောက်တဲ့ချိန်ကျရင်လက်မပြန်တိုင်းကြည့်မယ်လိုချင်တဲ့အရှည်ရပြီဆိုရင်ရမယ်9တန်းလောက်မှ6တန်း5တန်းလောက်ဆိုလည်းမလောက်အခုဒါကိုပေကျိုးနဲ့ပြန်တိုင်းကြည့်အောင်မယ်
ဒါဟိုပါနော်နည်းနည်းလေးထိုးပြီးတော့ကျုံသွားတဲ့သဘောဖြစ်လို့18ဒါကြီးတော့မကြုံပါဘူး20နဲ့23တလားလောက်တောင်ရှိတယ်တချမ်းစာအောင်နော်ဟိုရေလျှော်ကြုံမှာပဲစောင့်ရတော့မှာဒီတိုင်းဆိုတော့ free style တကယ်ကိုအပွားပဲဝင်ရတော့မှာနော်ဒါမှချီမြင်နဲ့ 1.75 နဲ့ထိုးထားတာမို့လို့ဒီတက်ကိုပတန်ကြုံလို့မရသူ့ပတန်အတိုင်းပဲထိုးထားတာပဲဒါနော်ဆိုတော့စီလုံးကို 1.5 လောက် 1.25 လောက်နဲ့ထိုးရင်တော့သူ့လိုတေးသေးကြစ်ကြစ်ကလေးတော့ရမယ်ဝတ်လို့တော့ကောင်းမှာမဟုတ်ဘူးတေးသေးကြစ်ကြစ်ကလေးရပြီမဲ့အမားတို့က free style လို့ရဒီအပွားဝတ်ချင်လို့ cotton ထိုးတဲ့ဟာယူကြစ်ကြစ်တေးသေးကြီးဆိုတော့ဝတ်လို့လာမှာမဟုတ်ဘူးเนาะအဲကြောင့်ဖြစ်နိုင်ရင်တော့အမားလောက်ဆိုင်နေပါဓမားတွေပဲဝဲဒါမှမဟုတ်လဲပိန်တဲ့လူကခပ်ပွားပွားလေးဝတ်ချင်နေဆိုတော့ထိုးဟိုဟာဘယ်လိုလုပ်ရမလဲကြီးသွားတယ်လို့ဘာလို့ဖြစ်မှာဆိုကြိုပြီးတော့ပြောပြပေးတာကြီးတာတော့ကြီးမှာပဲဘာလို့လဲဆိုတော့တချမ်းမသာမှာအနည်းဆုံးလက်မ20ကျော်တယ်ဆိုတော့ပတ်လေက44အနည်းဆုံးဖြစ်မှာအဲ့ခါကျတော့ဟိုပိန်တေးသေးလေးရင်32လောက်ရှိတဲ့လူကြတော့ဟို44လောက်ဖြစ်နေတဲ့အရန်ကြီးပွားမှာပေါ့ရင်34 36လောက်တမှာပြဿနာမရှိဘူးအရန်ကြီးမကျိဘူးเนาะလာတာတော့လာတယ်ထိုးပြီးသွားရင်တော့အရန်ကြိုက်ကြမှာဒီချိန်မှာကျတော့ဆက်ထိုးရမှာလားမထိုးရမှာလားအဲ့လိုတွေဖြစ်နေမှာဆိုလို့ပြောပြပေးတယ်အနည်းဆုံးအမားတို့120ကျော်အလောက်ပတ်ချတယ်ရှိတဲ့လူကတော့ AC ဝတ်လို့လာတယ်ပင်တေးသေးလေးပေါင်100အောက်ရှိတဲ့လူတွေကတော့ဒီလောက်အကြီးဝင်ဘယ်နည်းခပ်ပွားပွားဖြစ်နေမယ်ခုကအမကအတန်းကြီးဘယ်လောက်ထိထိုးလိုက်လဲဆိုတော့1 2 3 4 5 6 9 10 11ထိထိုးလိုက်တယ်အဲ့ဒါမှသူ့ပန်းပွင့်နေရစိုက်တူတော့မှသူ့ရဲ့မူရင်းပုံကိုကြည့်လိုက်တဲ့ခါကျတော့သူကပန်းပွင့်စိုက်နေနည်းနည်းသေးဟာနည်းနည်းတူနေတယ်เนาะအမပြောလို့ဒီကောင်ကနည်းနည်းတော့ဖားဖားတော့ပြင်မှာ1.25 1.5အဲ့လိုအလေးနဲ့မြင်မြင်လေးကိုကြစ်ကြစ်ကလေးထိုးရင်တော့စိုက်သေးတော့မယ်အခုအမစိုက်ဆို22လက်မကျော်တယ်လေတချမ်းကိုအဲ့ခါကျတော့နည်းနည်းခန္ဓာကိုယ်တေးသေးလေးရင်28 30လောက်ပဲသမားတွေကတော့ကြီးဖြစ်နေမယ်เนาะအဲ့ဒါကြိုပြောထားတာကိုကထိုးတက်လို့မြင်မြင်လေးနဲ့ကြစ်နေအောင်တေးသေးလေးဖြစ်အောင်ထိုးမယ်ဆိုတော့ထိုးလို့မဆိုထိုးနေရင်လည်းကြီးလာတဲ့ရှင်အဲ့လိုမျိုးတွေပြောမှဆိုလို့ကြိုပြောပေးထားတာเนาะအဲ့ဒါကိုအခုဒါကိုဒီတန်းเนาะဒီအလှည့်ပြီးသွားရင်เนาะဒီမှာ V ပုံနဲ့3 chain နဲ့အလှည့်ပြီးသွားရင်တိုင်းရှည်တန်းဒီတိုင်းပဲဘာမှမဟုတ်ဘူးဒီတိုင်းပဲအပြည့်တိုင်းရှည်သွားမယ်ဒီအစ်စ်မှာအမားနဲ့အတန်းတူတူထိုးလဲရတယ်တကယ်လို့တူတူလေးခါတူတူလေးရကျင်လို့ short ထိုးမယ်ဆိုလဲရတယ်အပွင့်မှာတော့ short လို့မရဒီအစ်စ်မှာလေဘင်းနဲ့ဒီအောက်ဆုံးအစ်စ်မှာတော့ short လို့ရတယ်เนาะအပွင့်မှာတော့သွား short လို့မရအပွင့်တချမ်းပဲနေပါလိမ့်မရအခုဒီဟာကိုတိုင်းရှည်အပြည့်ပဲတန်းလုံးသွားမယ်ပြီးတာနဲ့နင်းစီပွင့်ပတ်တန်းအဲ့နင်းတိုင်းရှည်ကိုဒီအခွက်ကိုထိုးပြီးသွားပြီဆိုရင်ဒီမှာ3 chain နေရာမှာ2တိုင်ထည့်မယ်เนาะပြီးရင်တိုင်းရှည်နေရာမှာ1တိုင်ကြားထဲက chain နေရာမှာ1တိုင်တိုင်းရှည်နေရာမှာ1တိုင်ဒီက3 chain နေရာမှာ2တိုင်အဲ့လိုတိုင်းသွားမယ်เนาะအလုံး38တိုင်ကွက်တိဖြစ်နေမယ်2တိုင်တိုင်းရှည်မှာ1တိုင် chain မှာ1တိုင်တိုင်းရှည်မှာ1တိုင်နောက်ဆုံး chain မှာ2တိုင် V ပုံကြားတဲ့က chain မှာ1တိုင် chain အကြီးတွားထားတဲ့ထဲမှာ2တိုင်ဒီမှာတိုင်းရှည်မှာ1တိုင်ကြားမှာ1တိုင်တိုင်းရှည်မှာ1တိုင် chain မှာ2တိုင်တိုင်းရှည်မှာ1တိုင်ကြားမှာ1တိုင်တိုင်းရှည်မှာ1တိုင် chain မှာ2တိုင်တိုင်းရှည်မှာ1တိုင်ကြားမှာ1တိုင်အဲ့တိုင်းဆက်ထိုးသွားလိုက်တော့เนาะအဆုံးထိကြားထဲကသူ့ရဲ့ဒီ block လေးတွေခံထားတဲ့နေရာမှာဒီတိုင်းပြန်ထည့်တိုင်းရှည်3တိုင်အပေါက်ထည့်လိုက်အပြည့်ထည့်လိုက်ပြန်ပြန်ကြည့်အောင်အပေါက်တွေကြီးပဲဆိုလည်းမလောက်ဘူးအပေါက်တစ်ကြောင်အပြည့်တစ်ကြောင်အဲ့လိုမျိုးမှသူကအဝေးကနေအပွင့်ရထင်းနေတာเนาะအဲ့ဒါကိုဆက်ပြီးတော့ထိုးသွားလိုက်ဒီကြားထဲမှာတိုင်းရှည်ကိုပြန်ရည်ကြည့်မယ်ဆိုရင်အားလုံး38တိုင်ကွက်တိဖြစ်မယ်เนาะဒီမှာကြားထဲမှာ2တိုင်တိုင်းရှည်မှာ1တိုင်ဆိုတော့3တိုင်ကြားထဲမှာ1တိုင်4တိုင်တိုင်းရှည်မှာ1တိုင်5တိုင်6တိုင်9တိုင်10တိုင်9တိုင်10တိုင်17 12 13 14 15 16 19 18 19 20နှစ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်8နှစ်9 30 31 3နှစ်33 34 35 36 39ကွက်တီနော်အားကြောင့်မို့ဂျားထဲမှာ30နဲ့ဒီလို block လေးတွေကိုအပိတ်တလဲအဲ့လိုတလဲသွားမယ်နော်အခုဒါအဆုံးထိထိုးထားလိုက်ဒီတစ်ခါတိုင်းရှည်တန်းအဆုံးထိအဲ့လိုတစ်ခါတည်းဂျားထဲမှာ38တိုင်းတစ်ခါတည်းကွက်တီဖြစ်အောင်ထိုးသွားရင်ဂျားထဲမှာ2တိုင်းတစ်တိုင်းအဲ့လို2တိုင်းအဲ့လိုထည့်သွားရင်သူ့အနေနဲ့သူ39အလားဖက်ကိုမကာလေးမှတ်ထားလိုက်အလားဖက်ကိုအမားတို့ကအလားဒီဘက်ချမ်းကိုအလားယူမယ်နော်ဒီမှာတိုင်းရှည်အလားယူထားတဲ့ဘက်ကိုအလားယူမယ်ယူပြီးသွားရင်နောက်တစ်ဆင့်မှာကြတော့သူကနှင်းစီပုံပတ်တန်းမှာဒီမှာ
ဒီဟာဆိုရင်မလာဘက်ကစထိုးရမှာဒီပဒံတိုင်ရှည်1 chain တိုင်ရှည်အဲ့ဒါကိုဟို19အပေါက်က19ပေါက်ရှိရမယ်เนาะအဲ့ဒါကိုထိုးရင်းနဲ့ပြသွားမယ်ဒီပဒံလေးကိုအဲ့ဒါကိုသူကအပေါက်ပဒံပေါ့ဒီဟာ sample ကအပေါက်ပဒံကိုပြကြတယ်သူ့ကိုကြက်ချေကန်ခတ်ထားမယ်ကြက်ချေကန်ခတ်ထားတာဒါမလာဘက်ကထိုးတာမလို့ကြက်ချေကန်အလားဘက်ကထိုးမယ်ဆိုရင်အမှန်တိုင်းဒီထိတ်ကနေစပြီးထိုးမယ်မလာဘက်ကထိုးမယ်ဆိုရင်ကြက်ချေကန်ခတ်ထားနောက်ပြန်ကနေပြန်ထိုးမယ်မလာဟိုအလားဘက်ကထိုးမယ်ဆိုရင်အမှန်တိုင်းဆိုရင်ထိတ်ကနေစထိုးမယ်เนาะသူကအမားတို့ကပတ်လည်မဟုတ်ဘဲနဲ့ဘယ်ပြန်ညာပြန်ထိုးတဲ့အတွက်ကြောင့်မို့အဲ့လိုသွားမှရမှာเนาะအဲ့ဒါထိုးရင်းနဲ့ရှင်းပြပါမယ်အခုချိန်ကြတော့မျက်စိလည်မှာဆိုလို့အခုဒါဘေးဆုံးကိုပြန်ပြီးတော့တက်မယ်3 chain တိုင်ရှည်ဒီအစစ်မှာကြတော့အပေါက်မို့လို့1 chain တစ်ပေါက်ကျော်တိုင်ရှည်ရရနော်ဒါသူ့အကန့်ပြီးသွားပြီသူ့အကန့်ထက်ကိုမကျော်စေနဲ့ပြီးရင်1 chain တစ်ပေါက်ကျော်အဲ့တိုင်းထောက်လျှောက်သွားမယ်1 chain တစ်ပေါက်ကျော်အဲ့ဒီ sample ပဲခဏတော့ကအမ notes ထုတ်ထားတဲ့ဟာတိုင်ရှည်1 chain တိုင်ရှည်ဆိုတော့ဒီ sample ကိုပြောတာ1 chain တိုင်ရှည်1 chain တိုင်ရှည်အဲ့ဒါအားလုံးအပေါက်19ပေါက်ကွက်တီဖြစ်လိမ့်မယ်နော်ဟိုပဲတိုင်ရှည် block pattern မရောက်ခင်လေနော်သူရဲ့အဲ့အကန့်လေးမရောက်ခင်ဒီကြားထဲမှာတိုင်ရှည်1 chain တိုင်ရှည်အားလုံး19ပေါက်ထောက်လျှောက်ထိုးထားလိုက်မှာတိုင်ရှည်1 chain ကိုထိုးပြီးသွားပြီဆိုရင်နောက်ဆုံးဒီဘက်က block pattern ရောက်သွားပြီနော် block pattern မှာတိုင်ရှည်ပြန်တွက်ပြမယ်တိုင်ရှည်သူပေါ်တဲ့ရောက်ပြီဆိုရင်1 chain နဲ့တိုင်ရှည်အပေါက်19ပေါက်ကိုပြန်ပြချင်လို့မှဒါလေးကိုထိုးလိုက်တာနော်သူကလည်းသူကွက်တိဖြစ်ရမှာနော်ဒီ block ဆိုရင် block ရဲ့အတန်းကြီးကသူကလည်းသူညီညီတယ်အမတကယ်တော့အကိုတိတ်လိုက်လို့ရသေးတယ် free style လေးမျိုးခပ်ပွားလေးဝတ်ချင်လို့ဒါအကို 1.75 တကယ်တမ်းဆို 1.5 နဲ့ထိုးရင်ဒီတက်ပိုချစ်တယ် site က2လက်မလောက်သေးတော့မှာဒါပေမဲ့ထိုးလိုက်တော့မယ်ဒီတိုင်းလေးပိုကြိုက်လို့အဲ့ဒီမှာပေါက်လေးတွေပြန်ပြမယ်နော်ဒါသူ့ရဲ့ block pattern ကတက်ဒီမှာအပေါက်ကိုပဲရည်ပြမယ်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19နော်အဲ19ပေါက်ရှိမှအမတို့ကနင်းစီပွင့်အတွက်ထည့်လို့ရမှာအမထုတ်ထားတဲ့ notes နဲ့ကွက်တီပဲဒါမလားဘက်ကထိုးနေတာနော်အခုအပေါက်ကိုအဲ့တိုင်းတောက်လျှောက်သွားမယ်ဒီနားလေးမှာတောက်လျှောက်ကြီးသွားမထိုးနဲ့ block ဒီဟိုအပိတ်အတန်းပဲပြီးမှအပိတ်အတန်းပြည့်ပြီဆိုမှတခါ1 chain တိုင်ရှည်သူ့ပဒံနင်းစီပွင့်အတွက်အမတို့ကပြန်ထည့်တော့မှာ၄ခွက်စာနော်1 chain တိုင်ရှည်အမကသူ့ရဲ့မူရင်းပုံနဲ့တပုံနဲ့ပဲတင်တယ်နော်အဲ့ဒါကိုမှ3ပွင့်ပဲလှုပ်ချင်တာတို့2ပွင့်ပဲလှုပ်ချင်တာတို့အဲ့ဒါမျိုးတွေဆိုကိုယ့်ကိုလှုပ်တတ်ရင်တို့ဟိုပြန်ပြီးတော့မေးတာကြီးကြတော့အမမဖြေချင်တော့တခါတည်းကိုကဒီပတန်ဆိုဒီပတန်ပဲဟိုကတမျိုးလှုပ်ချင်တာဒီကတမျိုးလှုပ်ချင်တာဆိုဖြေလို့နိုင်မှာမဟုတ်တော့အဲ့ဒါကြောင့်မို့အဲ့နဲ့ကြုံရင်ကြုံမကြုံလို့ကိုကနဲ့ကိုအပွင့်လျှော့ပြီးတော့ထိုးတတ်တယ်ဆိုကိုကကိုပဲအကုန်လုံးအစားဆုံးထိုးအမတင်တဲ့ဟာလေးကိုကြောရိုးကိုကြည့်ပြီးတော့လေအဲ့လိုရတယ်တဝက်တစ်ပြက်တင်နဲ့ဟိုဘယ်လိုလုပ်ရမလဲမသိဘူးလို့ဖြစ်မှာဆိုလို့အမဘာလို့လဲဆိုတော့ဒီလမှာ event က3ခုဖြစ်နေတဲ့အတွက်ကြောင့်မလို့အကုန်လုံးကိုတင်ပေးရမှာမို့ဒါကို9ရက်နဲ့အပြတ်ဖြတ်ရမှာအဲဒါကြောင့်မို့ကျန်တဲ့ဟာတွေကိုထုတ်နေတဲ့အချိန်ကျတော့ဒါကိုအချိန်မပေးနိုင်တော့အခုဒါတောက်လျှောက်သွားလိုက်နော်19ပေါက်ဒီရောက်ပြီဆိုရင်တခါတည်းသူ့အပင်3တန်းပြည့်တာနဲ့တခါတည်းစပြီးတော့ထိုးဒီဘက်က3တန်းဒီဘက်ကလည်း19ပေါက်ပြည့်လားဆိုတော့တခါပြန်ပြီးတော့ရီဒီအတန်းမပါဘဲနဲ့ဒီဂျားတွေကနေစပြီးတော့19ခုရှိလားဆိုတော့တခါတည်းရီသွားနော်ဆုံးကိုရောက်ပြီဆိုရင်ဒါသူ block လေးနဲ့သူเนาะအမပြောထားတယ်ဒီအတန်းအပါကိုပါမှာပြီးဂျားထဲမှာလည်းကလန်ဖြန်တိုင်ရှီရပါကိုပါမှာတစ်ခုနဲ့တစ်ခုကိုကန့်ထားတာလေဒါကလည်းတစ်ခုနဲ့တစ်ခုကန့်ထားတာအဲ့ဒါလေးတွေပါလို့အင်ဂျီကပို့ပြီးတော့ကြွရွပြီးတော့လာတာဝစ်ချင်စရာလေးမလွယ်ဘူးဒါတော်ယုံလည်းမထိုးတတ်ဘူးပုံကြည့်ပြီးတော့လဲအဲ့ဒါပြီးတော့ဒီမှာဂျားထဲမှာ19ခုတူအကန့်လေးနဲ့သူရှိရယ်เนาะအခုပြန်ဝင်မယ်ပြန်ဝင်ပြီဆိုရင်ပြန်ကြည့်လိုက်ဒီမှာဒါအလှပဲချမ်းဖြစ်သွားပြီเนาะအဲ့ stitch marker ကိုလုံးဝမဖြုတ်နဲ့အလှလားမလှလားဆိုအလှပဲချမ်းဖြစ်သွားပြီဆိုရင်အမားတို့ကသူ့ပတန်အမှန်တိုင်းပဲဆက်ပြီးတော့ဝင်မယ်เนาะသူ့ပတန်အမှန်တိုင်းပဲအလှပဲချမ်းဆိုအမှန်တိုင်းပဲဝင်မယ်เนาะဒီထိတ်ကနေစဝင်မယ်เนาะဒီထိတ်ကနေအခုအပေါက်က9ခုအပိတ်က3ခုအပေါက်1ခုဒါအပိတ်ကိုပြောတာအပိတ်က2ခုအပေါက်က6ခုဒါလေးကိုကြည့်ပြီးသွားလိုက်အောင်မယ်ဒါမလားဒါအလားဒါမလားဒါအလားဒါဆိုရင်မလားပဲချမ်းဆိုရင်အနောက်ဘက်ကနေစမယ်
နော်အနောက်ဘက်ကနေအရှိကိုပြန်စမယ်အလားပဲချမ်းဆိုရင်အရှိကနေအနောက်ကိုသွားမယ်နော်အစင်လိုက်သွားမယ်ဒီလိုအမှန်ချက်ချက်ထားတဲ့ဟာကြတော့အစင်လိုက်သွားမယ်ဒီမှာတော့ကဒါမလားပဲချမ်းဖြစ်တဲ့အတွက်ကြောင့်မလို့အပေါက်ကြီးပဲတောက်လျှောက်သွားတာအခုဒါအလားပဲချမ်းဖြစ်တဲ့အတွက်ကြောင့်မို့ထိတ်ကနေလာမယ်နောက်တစ်ချမ်းကြတော့꿰တဲ့ချိန်ကြတော့မလားပဲချမ်းဖြစ်တဲ့အတွက်ခြေကခတ်ထားတဲ့အတွက်ကြောင့်မလို့အနောက်ကနေအရှိကိုပြန်သွားမယ်နော်အဲ့ဒါကိုမျက်စိမလဲစေနဲ့ကိုယ့်အကူတစ်ခါတည်းဒါကိုကူးချပြီးတော့အမှန်လားအမှားလားတစ်ခါတည်းချက်ထားလိုက်အဲ့ဒါပြီးထိုးနေရင်လည်းဒီစာရွက်လေးကိုကြည့်ပြီးတော့သွားဘလောက်မှမခက်ဘူးအဲ့ဒါခဏလေးနဲ့လည်းပြီးတယ်အင်ဂျီလေးကလေအဲ့လိုပုံကြီးကိုကြည့်ပြီးထောက်ပြီးရင်ဘယ်နှကွက်လဲတွေယူနေရင်ပြီးမှမဟုတ်တော့အဲ့ fillet ကလေအရန်ကြာတယ်အဲ့ဒါကြောင့်မို့ nose ကိုအပင်ပန်းခံပြီးတော့ထုတ်လာအဲ့ fillet ပုံထိုးမယ်ဆိုအဲ့ဒါမြန်တယ်လူလဲတက်တာမျက်စိပြက်လဲတက်တာဘေးက block ပြီးသွားပြီ block ပြီးသွားရင်ဒီမှာ row 2เนาะဒါအခုအမှန်တိုင်းဆိုတော့ထိတ်ကနေလာမယ်အပေါက်9ခုเนาะအပေါက်9ခုဆိုရင်အပေါက်ကို9ခုထက်9ခုဆိုရင်1 chain အပေါက်ကတဲ့တယ်ပဲသွားမှာเนาะတိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်ခု1 chain တစ်ခု1 chain တစ်ခု9ခုပြည့်ပြီဆိုရင်ရက်1 chain သူအတိုင်ပေါ်မှာတိုင်မယ်เนาะဂျားထဲမှာသွားမထဲနဲ့9ခုပြည့်ပြီလားကြည့်1 2 3 4 5 6ခုပဲရှိသေးတယ်နောက်တစ်ခုထပ်ထည့်9ခုเนาะဒါဆိုရင်အပေါက်က9ခုပြီးသွားပြီဒါပြီးသွားရင်နောက်တော့အပိတ်က3ခုအပိတ်ဆိုတာဒီမှာတိုင်ရှည်3ခုထည့်ထားတဲ့ဟာကိုပြောတာ3ခုအပိတ်က3ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂျားထဲမှာတတိုင်းတိုင်ပေါ်မှာတတိုင်းအဲ့ဒါဆိုရင်တစ်ခုစာနောက်တစ်ခါဂျားထဲမှာတတိုင်းတိုင်ပေါ်မှာတတိုင်းနှစ်ခုစာဂျားထဲမှာတတိုင်းတိုင်ပေါ်မှာတတိုင်းသုံးခုစာရပြီနော်တိုင်ရှည်ပေါ်မှာတတိုင်းဂျားတတိုင်းတိုင်ရှည်ပေါ်တတိုင်းဂျားတတိုင်းတိုင်ရှည်ပေါ်တတိုင်းဂျားတတိုင်းအဲ့ဒါသုံးခုစာနော်အောက်ကအကွက်3ကွက်မှာအပြည့်ဖြည့်ထားတဲ့အတွက်ကြောင့်မလို့3ခုစာအဲ့ဒါပြီးရင်နောက်တစ်ခုအပေါက်ကတစ်ခုနော်အကွက်ကိုစာရွက်လေးနဲ့ကြည့်တတ်အောင်လို့အပေါက်ဖြစ်တဲ့အတွက်ကြောင့်ချင်းတစ်ခါတည်းထည့်ပြီးရင်ဒီမှာဒီဘက်တိုင်မှာတစ်ခါတည်းထည့်အပေါက်တစ်ခုရရင်နော်အဲ့ဒါပြီးရင်အပိတ်က2ခုအပိတ်2ခုဖြစ်တဲ့အတွက်ကြောင့်ဂျားထဲမှာတိုင်တစ်ခါတည်းထည့်တိုင်ပေါ်မှာတိုင်ထည့်ဂျားထဲမှာတိုင်ထည့်တိုင်ပေါ်မှာတိုင်ထည့်အဲဆိုရင်2ခုအပိတ်2ခုနော်အဲ့ဒါပြီးရင်အပေါက်ကအားလုံး6ခုနောက်ထပ်ထည့်မယ် chain 1တိုင်ပေါ်မှာတိုင် chain 1တိုင်ပေါ်မှာတိုင် chain 1အားလုံး6ခုနောက်ဆုံးပေးတာဆို block ပဲရောက်သွားပြီเนาะအဲဒီမှာ6ခုပြည့်လာပြန်ရင်1 2 3 4 5 6အဲ့ဒါကွက်တီပဲလုံးဝပတန်ဝင်သွားပြီเนาะဒါကအလှပဲเนาะအခုအမပြောလို့ဒီဟာ stitch marker ကိုမမြင်ရရင်အလယ်လောက်ကိုပြန်ရွှေ့တော့ဒါအလှပဲဆိုအမှန်ချစ်ချစ်ထားအမှန်ချစ်ချစ်ပြီးတော့အရှိရနေစားမှာနောက်ကပြောင်းပြန်မစားချစ်ချစ်ကခတ်တဲ့ပဲဆိုရင်နောက်ကနေစားမယ်ဒါအမတင်တာလူဘိန်းကြီးလည်းဖြစ်ရင်ဖြစ်မှာဟိုဟာလေးလွယ်မြန်မြန်လေးနဲ့လှလှလေးဖြစ်ဖို့စဉ်းစားပြီးတော့ပြောပေးတာမို့နော်သူများနိုင်ငံတကာမှာသူ့ technique နဲ့သူဘယ်လိုတင်လဲတော့မသိဘူးအမကတော့အမနီးနဲ့အမတင်ပေးတာအားလုံးလူပေါင်းစုံထိုးတတ်အောင်အခုဒါနောက်တစ်ကန့်လာတော့လေဒီတိုင်းဆက်ထိုးလို့မယ်နော်ဒီအကန့်ကမပြီးသေးဘူးနော်အားလုံး4ခုစာလာမှာပမွှေးရ4ခုဆိုအခုဒါအပေါက်က9ခုထပ်ပြီးတော့လာမယ်အဲ့ဒါအဆုံးထိအဲ့တိုင်းတောက်လျှောက်သွားမယ်ဒီအကန့်အတိုင်းပဲအပေါက်9ခုဆိုရင်တခါတည်းအပေါက်9ခုထက် chain 1တိုင်းရှည် chain 1တိုင်းရှည် chain 1အားလုံး9ခုစာအဲဒီပုံစံနဲ့ပဲဒီအတိုင်းပဲထိုးရုံပဲအရှိရဗီဒီယိုတာပြန်ကြည့်ပြီးထိုးသွားလိုက်တော့အဲ့ဒါကိုအဆုံးထိရရနော်ဒီမကြော်စေနဲ့နော်အပေါက်တွေကို1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
ခုနှစ်နော်တင်းနေ3 4 5 6ခုနှစ်ပြီးတော့အပိတ်ကတစ်ခုအပိတ်တစ်ခုပြီးရင်တခါအပိတ်တစ်ခုမဟုတ်အပိတ်က3ခု sorry အဲဒါစာရွက်လေးကိုကူးထားပြီးတော့ကြည့်မှာမကြည့်ရင်ပိတ်တွေပေါက်တွေရောပြီးတော့ဘယ်ဟာဘယ်လိုလုပ်ရမှမသိဖြစ်အပိတ်က3ခုပြီးရင်အပေါက်ကတစ်ခု chain 1ပေါက်တစ်ခုပြီးရင်အပိတ်က2ခု
အပိတ်နှစ်ခုဖြစ်တဲ့အတွက်ကြောင့်တစ်ခါလဲတန်းပြီးတော့ချင်းနေရမှာတစ်တိုင်းထဲနှစ်ခုเนาะရပြီပြီးတော့နောက်တစ်ခါတိုင်ကပိတ်ကနှစ်ခုပြီးတော့အပေါက်ကအားလုံး6ခုနောက်ဆုံးပိတ်ချင်း1ဒါဆိုထိုးနီးတည်သွားပြီเนาะပြောင်းပြန်အသက်ကိုပဲအမမျက်စိလဲမှာဆိုလို့နေ3နေ5 6เนาะ6ခုရှိသွားပြီဆိုရင်သူရဲ့ block လေးတွေပြန်လာမယ်သူပတ်တန်နဲ့သူဒီမှာအောက်ကအပေါက်ဖြစ်တဲ့အတွက်ကြောင့်အပေါ်မှာအပိတ်ဓာတ်ထဲမှာတိုင်ရှိထဲပြီးရင်3တိုင်ထဲပြီးရင်ဒီဘက်မှာနောက်တစ်ခါထပ်လာဒီပုံစံအတိုင်းတစ်ပုံစံနဲ့ပဲเนาะတဒန်းဆိုတဒန်းစာတစ်ခါလေးပြီးတော့အဆုံးထိသွားအဲဒါဆိုရင်သူကလည်းဒီဓာတ်လေးကသူကလည်းသူအသက်အမနည်းနည်းတောင်ကျဲသေးတယ် 1.6